နေတိုက်ရင်ဂျင်းနဲ့ဆရာဆိုတဲ့တခြင်းလေးအစမ်းဆူထားတဲ့တာလိကမဆိုတဲ့ကလေးတယောက်ရဲ့တာလိကမကိုတခြင်းတစ်ပုတ်ရေးပေးမလို့ဆိုတော့ကကျွန်တော်တို့စမ်းကြည့်ရမှာပေါ့နော်နည်းနည်းလေးပဲရေးထားသေးတယ်နော်ပြီးတော့မှကျွန်တော်အဆုံးသတ်ပေးလိုက်သူ့ရဲ့ကိုယ်ပိုင်ဒီတန်တခြင်းလေးတစ်ပုတ်ပေါ့နော်coming soon နော်ရေးကစားလေးပေါ့နည်းနည်းလေးရေးထားတယ်နော်နေပြီးတော့ညာပြီးညာမှာလားနေပြီးတော့ညာပြီးညာအိမ်လိုက်စားလိုက်လူဘဝကြည်လေရာဒီကဘာမလူအကြိုက်နာတော့မလနိုင်တော့လူအကြိုက်နာတော့မလနိုင်တော့ပြောနေလိုက်စမ်းမကိုလူရာ Hey da 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 oh oh ne thalabi oh ne winjami ne pi nya bi nya ai lai sa lai lu bwa ti le ya di ka ba ba san na do ma la nai do pyo ni lai sa ma ko lu ya ya ge de di lu bwa ni ta yin ni na sia ba da 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 ne thalabi oh ne winjami ne pi nya bi nya ai lai sa lai lu bwa ti le ya di ka ba ba chan le lo sa nai do pyo ni lai sa ma ko lu ya ya ge ne di lu bwa ni ta yin ne sia ba ရမ်းမိုက်တယ်ဟာ